ရေခမ်းတဲ့ပုံကြီးညစ်ပတ်နေလို့မလို့ဒီနေ့ဆေးပါမယ်ဂျပန်အကောင့်ဖွင့်ထားလို့ရှိရင်ဘာလို့အကုန်တင်ရတယ်လို့ပြောလို့မလို့ကျမလည်းကိုတက်တင်စရာမရှိရနဲ့ကျမဒီပုံကြီးရေးဆေးတဲ့ကိုတက်ကြီးကိုတင်လိုက်ပါတယ်ဒီပုံကြီးကိုတကယ်တမ်းကပြောင်းစင်ပြီးတော့အမဲတွေလုံးဝမရှိတော့အောင်ဆေးချင်တာပေါ့နော်ဒါပေမဲ့လည်းကျမဘလို့ဆေးရမှမသိပါဘူးအဲ့တော့ကျမဆေးတတ်တယ်လို့ဆေးပါမယ်အစုံထိလိုက်ကြည့်ပေးကြပါဦးရေထဲမှာဒီလိုပိုးလောက်လန်းလေးတွေတွေ့နေရတယ်ပေါ့နော်အားကြောင့်မလို့ကျမဆေးပါမယ်ကဲကျမပဲလေးတစ်ချက်များပါတယ်ပြီးလို့ရှိရင်တော့ကျမပေါင်းမိရာရှည်မို့လို့ပေါင်းမိကိုတခြားလေးပြန်ပြီးတော့ခောက်တင်ပေးလိုက်ပါတယ်ဒါမှပေါင်းမိရေးမရွှေ့အောင်လို့ပေါ့နော်ကဲကျမရဲ့စပင်ကလည်းမနေ့ကမှခေါင်းလျှော်ထားတာပေါ့နော်ကျမမနေ့ကမှခေါင်းလျှော်ထားတာပါအားကြောင့်မို့လို့စပင်ကိုလည်းစီးပြီးတော့တင်လိုက်ပါတယ်တန်တန်ကဲစပြီးတော့ရေရှုခတ်သက်ရှည်လုပ်ပါမယ်ဒါကတော့အခန်းပေါ်မှာရဲ့အဝတ်ပုံကြီးပါသူ့အဝတ်ပုံလေးကိုအရင်ဆုံးအပြစ်မဲ့ကိုထုတ်ထားလိုက်ပါမယ်ကျမရှိန်ယူနေရပေါ့နော်ချိုးရေတွေတုံဖို့အတွက်ဒီရေတွေကနည်းနည်းများနေရကျမတုံနိုင်မလားဆိုပြီးတော့အကောင်ဆွဲပါတယ်ချောင်းနဲ့ကန်ပြီးတော့လည်းပုံကြီးကိုတွန့်ပါတယ်ဒါပေမဲ့လည်းကျမမရပါဘူးဘလို့ပဲတွန့်မရပါဘူးအဲ့တော့ကျမပုံသေးသေးလေးနဲ့မှရမယ်ဆိုပြီးတော့ကျမပုံသေးသေးလေးကိုပြေးပြီးတော့သွားယူပါတယ်ကဲကျမပုံသေးလေးကိုရှာပါမယ်မတွေ့ပါဘူးအမှတွေ့ပါပြီကဲကျမပုံသေးသေးလေးနဲ့ရေစောရေတွေကိုခတ်ထုတ်ပါမယ်တန်ရေတွေကနည်းနည်းများနေရပေါ့နော်အဲကြောင့်မို့လို့ဒီပုံလေးနဲ့ဟိုမှာ10ပုံ15ပုံလောက်ထိခတ်ထုတ်လိုက်ရပါတယ်ပြီးတော့မှဒီကန်ကြီးကိုကျမလှဲပြီးတော့တွန်းနိုင်တာပါကဲကျမရေတွေခတ်ထုတ်နေပါရှင်ပေးရများလိုက်သေးတယ်ကဲကျမဒီယာကြီးကိုတွန်းပါမယ်ကျမတွန်းနိုင်တော့ပါပြီအကုန်လုံးကိုတွန်းချလိုက်ပါတယ်ဟောကနေဆိုပြီးတော့ကဲဘလောက်အားတန်ကြောင်ကျမကြွားပါတယ်ပုံကြီးကိုမြောက်ထဲပြီးတော့ပေါ့နော်ကိုတန်သွင်းယူချင်းလာလို့ပါပြီးတော့ကျမရဲ့ရှိရဆက်ပြလေးနဲ့ပေါ့နော်ဆေးပါတယ်ဒီပုံညို့တကယ်တမ်းကအထက်အမဲတွေကိုလုံးဝပြောင်းတလေးခါပြီးတော့ဖွေးစို့နေအောင်ဆေးပြစ်ချင်တာဒါပေမဲ့ဘလို့ဆေးရမှမသိပါဘူးကျမ brush နဲ့ပဲတိုက်ဆက်ပြနဲ့ပဲတိုက်ပြီးတော့ပဲဆေးတတ်ပါတယ်ဒီပုံညို့ပြောင်းတလေးခါပြီးတော့ဖွေးစို့နေအောင်ဆေးလို့ရတဲ့နီလန်လေးရှိရင်လည်းကျမကိုပြပြကြပါဦးကျမခေါင်းကြီးဝင်တိုးပြီးတော့လည်းဆေးပါတယ်ဒီတိုင်းလည်းဆေးပါတယ်ဒီမှာကျမရဲ့ပုံညို့ပေါ့နော်မတည့်ရပြီးတော့လည်းဆေးပါတယ်တော်တော်လေးမောပိုင်းမတက်ပြပြီးတော့လဲဆေးတယ်ကုန်းပြီးတော့လဲဆေးတယ်ထိုင်ပြီးတော့လဲဆေးတယ်ဆေးနီးပေါင်းစုံနဲ့ဆေးပြီးတဲ့နောက်မှာကျမဒီပုံညို့နောက်ဆုံးတော့ကျမဆေးနိုင်တဲ့လောက်ဆေးပြီးတော့ရေဆေးချပါမယ်ကဲကျမရဲ့သပင်လေးကတော့စက်ပြားတွေမနေ့ကမှကောင်းလျှော်ထားတာစက်ပြားတွေကပြီးသွားပြီထက်လျှော်ရတော့မယ်နောက်ဆုံးတော့ကျမရဲ့ပုံညို့ဆေးလို့ပြီးသွားပါပြီရေတွေဖွင့်ထားလိုက်ပါတော့မယ်ရေရောဖွင့်ကြဒီဟာလေးတက်ဖို့မေ့နေတဲ့ဒီရေစစ်သေးလေးပေါ့နော်ရေစစ်သေးလေးကဘာလို့တက်ရတာလဲဆိုတော့ကျမတို့ရဲ့ရေကန်ကအပေါ်ကန်ကတခါလေကြားလို့ရှိရင်အမဲတွေပါတယ်ပေါ့နော်အဲ့အမဲတွေကိုစစ်ထုတ်ခြင်းတဲ့အတွက်ကြောင့်မလို့ဒီရေစစ်သေးလေးတက်ထားတာပါရေစစ်သေးလေးနှစ်ပေါက်ရှိရဆိုနှစ်ခုတက်ထားပါတယ်ဒါမှနည်းနည်းအနေလေးတွေစစ်ပြီးသားရမှာပေါ့နော်မဟုတ်ရင်အမဲတွေကအများကြီးပါတော့ပုံညိုခဏဆေးနေရမှာပါကဲဆေးပြီးသွားပြီဆိုတော့ကျမရမ်းမောသွားပါပြီရေတောက်ပြီးတော့နားလိုက်ပါဦးမယ်ရေပုံးပြည့်ရင်တော့ရေချိုးပါမယ်စုံတိတိရှုပေးတဲ့အတွက်ကျေးဇူးပါအားလုံးပဲဘိုင်